အနာဂတ်မှာကျွန်တော်တို့လမ်းပေါ်ထွက်ရင်လူတွေမကားပဲနဲ့ဆက်ရုပ်တွေပါမှတ်ပေါ်နေကိုစီနဲ့သွာလာနေတော့ကိုမြင်ရတော့မယ်ဆိုရင်သင်ယုံမလားဟုတ်ပါတယ်ဒါဟာတိပင်ရုပ်ရှင်နေတဲ့အတိုင်းမဟုတ်ပါဘူးတကယ်ကိုလက်တွေ့ဖြစ်လာတော့မယ့်တဲ့တစ်ခုပါအခုတရုတ်နိုင်ငံမှာလူသားတစ်ပိုင်းဆက်ရုပ်တွေဖြစ်တဲ့ human robot တွေကိုတရားဝင်မှတ်ပုံတင်စနစ်ထုတ်ပေးဖို့စတင်ပြင်ဆင်နေပါပြီဒီစမ်းသစ်တဲ့စနစ်ကိုတရုတ်နိုင်ငံရဲ့ဟူပေပြည်နယ်မှာစတင်စမ်းသပ်နေတာပဲဖြစ်ပါတယ်။ဤပညာနဲ့အရန်တိုးတက်လာတဲ့များလူသားပုံစံဆက်ရုပ်တွေဟာဆက်ရုပ်တွေမကပဲနဲ့နောက်ပိုင်းမှာလူတွေရဲ့နှိမ့်စင်ဘဝအထိပါပါဝင်ပတ်သက်လာတော့မှာပါ။အဲ့ဒီအခါမှာဆက်ရုပ်တွေကိုဘယ်သူကပိုင်ဆိုင်တာလဲဘယ်သူကထုတ်လုပ်တာလဲလက်ရှိဘယ်နေရာမှာဘာတွေလုပ်နေလဲဆိုတာကိုစနစ်တကျသိရှိဖို့လိုအပ်လာပါတယ်။ဒါကြောင့်မို့လို့ဆက်ရုပ်တစ်ကောင်ချင်းစီရဲ့တက်တန်းတစ်ခုလုံးကိုဗဟိုထိန်းချုပ်ရေးစနစ်ကနေတရားဝင်ခြေရာခံနိုင်ဖို့စောင့်ကြည့်ထိန်းချုပ်နိုင်ဖို့အတွက်အခုလို ID စနစ်တွေကိုစတင်ပြီးတော့လက်တွေ့စမ်းသပ်လာရတာဖြစ်ပါတယ်ဒီသတင်းမှာထူးခြားသောနဲ့လူပြောများသောအချက်ကပါလဲဆိုရင်ဆက်ရုပ်တစ်ကောင်ချင်းစီကိုထုတ်ပေးတဲ့ ID နံပါတ်တွေဟာအင်္ဂလိပ်စလုံးအခရာတွေရောကဏ္ဍတွေရောနဲ့စုစုပေါင်း29လုံးတောင်ပါဝင်တာဖြစ်ပါတယ်29လုံးဆိုတာတကယ်မနည်းပါဘူးเนาะလက်ရှိတရုတ်နိုင်ငံသားတွေကင်ဆောင်ထားတဲ့လူသားမှတ်ပုံတင်နံပါတ်တွေထက်တောင်ပိုပြီးရှည်လျားနေရတာပါ။ဘာဖြစ်လို့ဒီလောက်တောင်ရှည်ရတာလဲဆိုရင်ဒီကဏ္ဍ29လုံးဟာအဆိုပါစက်ရုပ်မော်တဲ့အမျိုးအစားထုတ်လုပ်တဲ့ကုမ္ပဏီစက်ရုပ်ရဲ့စွမ်းဆောင်နိုင်တဲ့အစမ်းနဲ့ပြုပြင်ထိန်းသိမ်းမှုမှတ်တမ်း history တွေအထိပါအချက်လက်အားလုံးကိုကိုယ့်အဖြစ်ပြောင်းလဲထည့်သွင်းထားလို့ဖြစ်ပါတယ်။ဒါကိုကြည့်ချင်းအပြင်တရုတ်နိုင်ငံကအနာဂတ်မှာစက်ရုပ်တွေနဲ့လူသားတွေပေါ့နော်အတူတကွာရှင်တွဲနေထိုင်မဲ့လူအဖွဲ့အစည်းအတွက်ဥပဒေကြောင်းအရာရောဤပညာအရာပါကြိုတင်ပြီးတော့စနစ်တကျပြင်ဆင်နေတာကိုအထင်ရှားတွေ့မြင်နိုင်ပါတယ်။ကဲတငယ်ချင်းတို့ရေအနာဂတ်မှာလူတွေလိုပဲ ID ကတ်ကိုစီနဲ့အလုပ်လုပ်နေမဲ့စက်ရုပ်တွေကိုမြင်တွေ့ရတော့မယ်အပေါ်ဘယ်လိုထင်မြင်မိကြလဲ။ဤပညာတွေကရောလူသားတွေကိုကြော်တက်သွားမလား။ကိုယ့်ရဲ့အမြင်ကိုအောက်က comment မှာရေးခဲ့ကြပါအောင်နော်။ဤပညာသတင်းအသစ်တွေကိုအမြဲကြည့်အောင် like နဲ့ follow လေးလုပ်ထားဖို့မမေ့နဲ့နော်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။